ဒီချက်စေချက်ကိုကျွမ်းကျင်အောင်လုပ်ထားလို့ဆိုရင်သင်ဘယ်တော့မှငွေကြေးမခက်ခဲတော့ပါဘူးနံပါတ်1ဆက်သွယ်ပြောဆိုမှုကောင်းမွန်သောဆက်ဆံရေးဖြင့်ငွေကြေးပိုင်းဆိုင်ရာကိုတင်စကားပြောမှုပေါ်မှာမူတည်နေတယ်လို့ပြောဆိုဆက်ဆံပါနံပါတ်2အယောင်စွမ်းရည်တိုးတက်လာတဲ့အိမ်တိုင်းတစ်ခုခုရောင်းနေကြပါတယ်သင်ကိုယ်တိုင်ရောရောင်းချနေသူအထက်ပါနေပြီလားနံပါတ်3အာယုံပြတ်သွားတာစူးစိုက်ခြင်းကငွေဆက်ကူတွေကိုတင်ပိုင်ဆိုင်မှုအခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်နံပါတ်4စီကံနေ့စဉ်မပြတ်မလဲစူးစမ်းလှုပ်ဆောင်ခြင်းကတိုးတက်မှုကိုဖြစ်စေပါတယ်နံပါတ်5မိမိကိုယ်ကိုယုံကြည်မှုစိုးရိမ်စိတ်ရှိသူတွေကိုဘယ်သူမှအာမပေးချပါဘူးအောင်မြင်မှုအတွက်ဆိုရင်တော့မိမိကိုယ်ကိုယုံကြည်နေဖို့လိုပါတယ်နံပါတ်6လိုက်ရောညီထွေဖြစ်အောင်နေထိုင်နိုင်မှုအပြောင်းလဲကအနည်းမဟုတ်ပါဘူးအခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်နံပါတ်9ဆက်သွယ်မှုကိုရဲ့တည်တံ့မှုဟာသစ္စာဆိုင်ရေးကိုရဲ့နဲ့တွဲနေပါတယ်နံပါတ်10ပြဿနာဖြေရှင်းနိုင်မှုလူတွေကပြဿနာတွေ့တဲ့နေရာမှာပဲတင့်ထွက်ငွေရှာစရာလမ်းတွေ့နိုင်ပါတယ်နံပါတ်9ငွေကြေးစီမံခန့်ခွဲမှုဉာဏ်ငွေကိုကျွမ်းကျင်စွာကင်တွယ်ပါငွေကတင့်ကိုမထိန်ချုပ်ပါစေနဲ့နံပါတ်10ဖန်တီးနိုင်စွမ်းစမ်းသစ်တဲ့ idea တွေဟာအနာဂတ်ရဲ့ငွေကြေးဖြစ်လာနိုင်ပါတယ် In the bridge ကနေစီစဉ်တဲ့ sharing is caring program မှာတူတယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ